ကူးတန်းရောင်းဝယ်ရေးလေယာဉ်အားလုံးဟာဘာကြောင့်ဒီနေရာကိုပြန်တန်းတာကိုရှောင်ကြရတာလဲနိုင်ငံတကာခရီးစဉ်တွေရဲ့ရေတာကိုကြည့်လိုက်မယ်ဆိုရင်လေယာဉ်တွေလုံးဝမပြန်တန်းတဲ့ကျယ်ပြန့်တဲ့ဒေသတစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့တရုတ်နိုင်ငံကတိဘက်ကုန်းပြင်မြင့်ပဲဖြစ်ပါတယ်ဒါဆိုရင်လေယာဉ်မှုတွေကဘာကြောင့်ဒီနေရာကိုကြော်ပြန်တန်းတာကိုရှောင်ကြရတာလဲပထမအချက်အနေနဲ့တိဘက်ကုန်းပြင်မြင့်ဟာကမ္ဘာအမြင့်ဆုံးတောင်တွေဖြစ်တဲ့အီဗရက်တောင်အပါအဝင်ဟိမဝန္တာတောင်တန်းတွေပေါ်မှာတည်ရှိနေတာပါဒီနေရာရဲ့ပြင်းမြအမြင့်ပေဟာ15000ပေရှိပါတယ်။လေယာဉ်တွေကပုံမှန်အားဖြင့်3000ပေမှာပြန်တန်းလေးရှိပေမဲ့အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာခဲ့ရင်1000ပေအထိဆင်းဖို့လိုအပ်လာနိုင်ပါတယ်။အဲ့ဒီလိုဖြစ်ရက်ကတိဘက်ပေါ်မှာဖြစ်ပွားခဲ့ရင်အလွန်အန္တရာယ်များသွားနိုင်ပါတယ်။ဒုတိယအနေနဲ့တိဘက်မှာအရေးပေါ်ဆင်းသက်ဖို့လေဆိပ်တွေလုံလောက်မှုမရှိပါဘူး။ဒီနေရာမှာလေဆိပ်9ခုပဲရှိပြီးအများစုကတရုတ်ပြည်တွင်းခရီးစဉ်တွေအတွက်ပဲအသုံးပြုကြတာဖြစ်ပြီးဒါတွေကလုံလောက်မှုမရှိပါဘူး။နောက်ဆုံးအနေနဲ့တိဘက်ရဲ့ကျန်းတဲ့ရာသီဥတုကအရေးပါတဲ့အကြောင်းရင်းတစ်ခုပါလေထုပါလွှာတာလေပြင်းတိုက်ခတ်တာနှင်းမုန်တိုင်းတွေလေထုတုန်ခါမှုနဲ့ရာသီဥတုရုတ်တရက်ပြောင်းလဲမှုတွေကလေယာဉ်ခရီးစဉ်တွေအတွက်စိန်ခေါ်မှုတွေဖြစ်စေပါတယ်